မင်္ဂလာပါဒီတစ်ခေါက်မှာတော့ကိုယ့်ရဲ့ TikTok အကောင့်ခိုးခံရလို့ရှိရင်အဟက်ခံရလို့ရှိရင်အဲ့ဒီဟက်သွားတဲ့သူဟက်ကတခိုးက3လုံးများတော့ကျွန်တော်တို့ရဲ့အကောင့်ကို3လုံးများတော့ဝင်လို့များတော့ဘယ်လိုမျိုးသွားပြီးတော့ TikTok ဘက်ကိုထိန်းသိမ်းခိုင်းရမယ်လော့ရှာခိုင်းရမယ်ဆိုတာကိုပြပေးမှာဖြစ်ပါတယ်ခင်ဗျအဆုံးထိမှနားလည်မှာဖြစ်ပါတယ်တေချာပြောပြထားပါတယ်ခင်ဗျလိုက်ကြည့်ပေးပါဦးခင်ဗျ report တင်ဖို့အတွက်ကျွန်တော်တို့ Chrome ထဲကိုသွားပါပြီးတော့ဒီမှာကျွန်တော်တို့ search bar မှာ TikTok report fever ဆိုပြီးတော့ရိုက်ရှာလိုက်ပါခင်ဗျဒီမှာကျွန်တော်တို့က report တွေ problem ဆိုတာရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီနားလေးရောက်လာပြီဆိုတော့ဒါလေးကိုတစ်ချက်နှိပ်ပါပြီးတော့ဒီမှာ account access security ကိုနှိပ်ပါပြီးတော့ဒီမှာကျွန်တော်တို့ select an option နဲ့ကကျွန်တော်တို့ဒီမှာ hacker account ကိုရွေးပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ yes ဆိုတာလေးကိုနှိပ်ပါဒီမှာကျွန်တော်တို့ရဲ့ information တွေကိုဖြည့်ရမှာဖြစ်ပါတယ်ခင်ဗျအတိအကျသိရင်တော့ပိုကောင်းပါတယ်အတိအကျမသိရင်တော့ခက်မှန်းနေဖြည့်လိုက်ပါခင်ဗျဒီမှာဆို user name နေရာမှာကျွန်တော်တို့က user name ထည့်ရမှာဖြစ်ပါတယ် user name ထည့်တဲ့နေရာမှာရေးကြည့်ပါတယ်ခင်ဗျကျွန်တော်တို့က TikTok account မှာပေါ်နေတဲ့ user name ကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံး account ကိုသွားရှာပါတခုကပြောင်းပြစ်လာစစ်ပါတခုက user name ပြောင်းပြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီတခုပြောင်းပြစ်တဲ့ user name ကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကဒီမှာကျွန်တော်တို့က sign up text ဆိုတာရှိပါတယ်ခင်ဗျ sign up text ဆိုတော့ကျွန်တော်တို့ account ကိုဘယ်ချိန်ကစောက်ဝင်ခဲ့တာလဲခုနှစ်နဲ့လကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကမှတ်မိရင်တော့တန်းထည့်လိုက်ပါမမှတ်မိရင်တော့ကျွန်တော်တို့ခက်မှန်းကြည့်ထည့်လိုက်ပါခင်ဗျ2025ဘယ်နှလပိုင်းဆိုဘယ်နှလပိုင်း9လပိုင်း2025ဆို2025အဲ့လိုမျိုးထည့်လိုက်ပါခင်ဗျပြီးတော့ဒီမှာ sign up region ဆိုပြီးတော့ city and country ဆိုပြီးတော့လာပါတယ်သူက country and city လို့ပြောတဲ့အတွက်ကျွန်တော်တို့ကရန်ကုန်ဆိုလို့ရှိရင်ရန်ကုန်မြင်းဆောင်မြန်မာဆိုပြီးတော့ထည့်ပါမန္တလေးဆိုရင်မန္တလေးမြင်းဆောင်မြန်မာဆိုပြီးတော့ထည့်ပါနောက်တစ်ခုကတော့ဒီမှာ link email ရော phone number ကတော့ကျွန်တော်တို့အကောင့်မှာ share ခဲ့တဲ့ phone number သို့မဟုတ် Gmail ထည့်ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့က phone number share ခဲ့တဲ့ဆိုရင်ဒီထဲမှာ phone number ထည့်ပါ Gmail share ခဲ့တဲ့ဆိုရင် Gmail ထည့်ပါခင်ဗျနောက်တစ်ခုကတော့ဒီမှာကျွန်တော်တို့က device use to log in ကတော့ကျွန်တော်တို့အဲ့ဒီ TikTok account ကိုကျွန်တော်တို့ TikTok account ကိုအများအားဝင်နေတဲ့ device ကိုထည့်ရမှာဖြစ်ပါတယ်ဥပမာ Redmi Note 7ဆို Redmi Note 7 iPhone 13ဆို iPhone 13အဲ့လိုမျိုးထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီ link account ဆိုတာကတော့ဒီ Facebook တွေ Google တွေကိုပြောတာဖြစ်ပါတယ်ခင်ဗျအကောင့်က Facebook share ခဲ့တဲ့နားမှာ Facebook account နာမည်ရေးပါ Google share ခဲ့တာဆိုရင် Google account နာမည်ရေးပါခင်ဗျ Facebook တွေ Google တွေမ share ဘူးဆိုရင်တော့ဒီနားမှာဘာမှရေးစရာမလိုပါဘူးဒီတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဗျဒီမှာဆိုကျွန်တော်ဖြည့်ရမယ့်ပုံစံလေးကိုဖြည့်ပြထားပါတယ်ခင်ဗျကွယ်ထားတာကတော့ကျွန်တော်တို့က information တွေကဘယ်သူမှသိလို့မရပါဘူးခင်ဗျဒါကြောင့်မလို့ကျွန်တော်ကွယ်ထားတာဖြစ်ပါတယ်ခင်ဗျဒီမှာကျွန်တော်အရေးမို့လေးတွေပြထားပါတယ်ဖြည့်ရမှာကဒီလိုပုံစံလေးဖြည့်ရမှာဖြစ်ပါတယ်ခင်ဗျဒီကောက်ကတော့ Facebook Gmail မရှိတဲ့အတွက်မထည့်တော့ပါဘူးပြီးရင်တော့ဒီမှာကျွန်တော်တို့က contact email ဆိုတာရှိပါတယ်ကျွန်တော်တို့ဖုန်းထဲက email ကျွန်တော်တို့ကိုစာဖို့လက်ခံမယ့် email ကိုထည့်ပါကျွန်တော် email တစ်ခုထည့်ပြပါမယ်ဒီမှာဆိုကျွန်တော်ကိုဆက်သွယ်မယ်ကျွန်တော်ဖုန်းထဲက email ကိုကျွန်တော်ထည့်လိုက်ပါတယ်ခင်ဗျဒီမှာပြီးတော့စာရေးရပါမယ်စာရေးတဲ့နေရာမှာရေးကြည့်တဲ့ချက်ကတော့ကျွန်တော်တို့က TikTok ကဘန်ဒေးက hack ခံရတယ်ဆိုတာကိုကျွန်တော်တို့ကတိကျကျရေးရမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုကျွန်တော်ကရက်စွဲလေးပါပါတယ်ခင်ဗျဒီနေရာမှာမိတ်ဆွေတို့ hack ခံရတဲ့နေ့ကိုရေးပါဒီစာလေးကိုတော့ comment မှာကျွန်တော်ရှာပေးထားပါမယ်ခင်ဗျပြီးရင်တော့ပုံထည့်ဖို့အတွက်ဒီမှာ upload ဆိုတာနှိပ်ပါပြီးရင်တော့ဒီမှာ photo ဆိုတာနှိပ်ပြီးတော့မိတ်ဆွေတို့ရဲ့ account ပုံကိုထည့်လိုက်ပါခင်ဗျအကုန်ထည့်ပြီးသွားရင်တော့ image လေးကိုပေးပြီးတော့ကျွန်တော်တို့ကဒီမှာ submit ဆိုတာနှိပ်လိုက်ပါခင်ဗျဒီလိုမျိုး request submit တက်ပေါ်ရင်ရပါပြီခင်ဗျ24နာရီ48နာရီတော့ကျွန်တော်တို့ကိုစာပြန်ပါလိမ့်မယ်ခင်ဗျစာပြန်လာရင်ဘယ်လိုမျိုးစာပြန်ရင်လော့ကြမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပါမယ်ဒီမှာဆိုကျွန်တော်ရှိကိုစာပို့လာပါတယ်ပို့တဲ့စာကဒီမှာကျွန်တော်တို့ကလော့ချပါပြီ your account has been locked ဆိုကျွန်တော်တို့ကအကောင့်ကလော့ကြပါပြီခင်ဗျဘယ်သူလက်ထက်မှာမရှိတော့ပါဘူးတခုစီကနေပြီးတော့ထွက်သွားပါပြီခင်ဗျအဲ့ဒီခါမှာကျွန်တော်တို့ကပြန်မြူရှင်တဲ့သူတွေကတော့ဘာမှလုပ်စရာမလိုပါဘူးပြန်ယူခြင်းနဲ့ဆိုတော့ဒီသူမေးတဲ့ဟာတွေကိုအတိအကျပြန်ပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်ခင်ဗျသူမေးတဲ့ဒီဟာတွေအကုန်လုံးတိကျမှန်မှအကောင့်ကပြန်ရမှာဖြစ်ပါတယ်ခင်ဗျအကုန်လုံးမသိဘူးဆိုရင်တော့တခုလည်းသုံးလို့မရတော့ဘူးအခုလိုလည်းယူလို့မရတော့ဘူးအကောက်ကဒီတိုင်းပဲလော့ကြပြီးတော့ဘယ်သူမှသုံးလို့မရပဲအတိုင်းပဲရှိနေပါလိမ့်မယ်ခင်ဗျအဓိကဒီစာလေးပဲလိုပါတယ် has been locked ဆိုတာလေးပါလာရင်အဲ့ဒီအကောက်ကဘယ်သူလက်ထက်မှာမရှိတော့ပါဘူး TikTok ကထိန်းသိမ်းသွားတာဖြစ်ပါတယ်ခင်ဗျတခိုးလက်ထက်မှာလည်းမရှိတော့ပါဘူးမိတ်ဆွေတို့စိတ်ကြိုက်လက်ချနေလို့ရပါတယ်ခင်ဗျဒါကတော့ကျွန်တော်ကဒီ TikTok အကောက်ပြန်ညွှန်ချင်မှုဆိုရင်ဘယ်လိုမျိုးလော့ချခိုင်းရမလဲဘယ်လိုမျိုး TikTok ဘက်ကိုထိန်းသိမ်းခိုင်းရမလဲဆိုတာကိုပြပေးတာဖြစ်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်တော့ကျွန်တော် channel လေးကို follow ပေးကြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ